တရုတ်ပြည်ကဝါရောက်စပိန်နေနဲ့လျှက်စစ်ဆိုင်ငယ်တွေကိုဘယ်လိုငါစီကြမလဲမင်္ဂလာပါရှင် The Trip Journey page လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်တရုတ်ပြည်ကိုကြောင်းတက်ဖို့ပဲဖြစ်ဖြစ်အလုပ်ကိစ္စဒါမှမဟုတ်လို့ရှိရင်လေပဲတာမဲ့သူတွေအတွက်လမ်းလျှောက်တာတတာစီပြီးတော့ပတ်စံလေးချွေတန်းနိုင်မယ် share ပိုင်းနဲ့ e ပိုင်းပေါ့နော်ဒီကငါစီလေးတွေကိုသိသိမြောက်ပေးလိုက်ပါရနော်နံပါတ်1ပဲ application လေးတွေတုံးမလဲပထမဆုံးအနေနဲ့ဒီအဝါရောင်လေးတွေပေါ့နော်မေထွန်းလို့ခေါ်တဲ့အတူကကျတော့အစီအများဖုန်းနဲ့ရှားရတယ်ဖုန်းနောက်တစ်ခု hello ပိုင်းအနေနဲ့အပြာရောင်လေးတွေလည်းရှိတယ်ဒီကကျတော့စီးရတာပေါ်ပါပြီးတော့စီးတစ်တွေပေါ့နော်ဒါတွေများတယ်ဒီတက် app ပေါ့နော် download မဆွဲချင်ဆိုရင်ကိုဖုန်းထဲကနေပြီးတော့ Alipay ဒါမှမဟုတ်လို့ရှိရင် WeChat ပေါ့နော်အဲ့ဒီက mini programmer တွေပေါ့နော်သူက scan ဖတ်ပြီးတော့တိုင်းငါလို့ရတယ်နံပါတ်2ဘယ်လိုစတင်ခါမလဲဒီကတော့ကြိုတင်ပြင်ဆင်ထားဖို့အတွက်ပါ Alipay ဒါမှမဟုတ်လို့ရှိရင် WeChat ချိထားဖို့လိုတယ်အခုလက်ရှိမှာတော့ international ကတ်တွေနဲ့လည်းချိထားလို့ရနေပါပြီအရေးကြီးဆုံးအနေနဲ့ပထမဆုံးချိန်ခါတော့မယ်ဆိုလို့ရှိရင်ပေါ့နော် real name verification ပေါ့နော်အဲ့ဒါလုပ်ဖို့အတွက်က passport ပုံနဲ့အချက်လက်တွေကိုတင်ပေးရတယ်အဲ့ရပြီးတော့ verification ချဖို့အတွက်ကအနေနဲ့တရားခန့်ဆောင်ရတာဖြစ်တဲ့အတွက်သူကရောချေစီးချင်နေဆိုလို့ရှိရင်တော့ပေါ့နော်ကြိုတင်ပြီးတော့ verification လုပ်ထားဖို့တော့ကြံပေးချင်ပါတယ်နော်ပြီးတော့ဒီ verification ချပြီဆိုတာနဲ့ပေါ့နော်စပိန်မှာပါတဲ့ QR code ကို scan ဖတ်လိုက်လို့ရှိရင်တော့ဝင်သွားပါလိမ့်မယ်နံပါတ်3ဒီ share e-bike လေးတွေပေါ့နော်လျှက်စစ်ဆိုင်ကလေးတွေသူကတော့ချင်းနေနဲ့နင်းကြမလို့ပဲနဲ့သူကလက်ကိုင်းလှည့်ရုံနဲ့သွားတဲ့ e-bike လေးတွေကိုလည်းငါစီလို့ရတယ်ဒီဆိုင်ကမှာပါတယ်ပေါ့နော်ဒီအုတ်ထုတ်ကိုတော့မဖြစ်မနေစောင်းရပါမယ်တချို့ဆိုင်ကလေးမှာဆိုလို့ရှိရင်တော့ဒီအုတ်ထုတ်ကိုနေရာကနေမထုံမချင်းပေါ့နော်သူကဆက်နူးလို့မရတဲ့ smart စနစ်တွေပါဝင်တာမျိုးလည်းရှိပါတယ်နော်နံပါတ်4ဒီအရေးကြီးတဲ့စီကံချက်တွေပေါ့နော်ဒီ application ထဲမှာပေါ့နော်မြေပေါ်မှာပြထားတဲ့ဒီ parking ပေါ့နော်ဒီအပြောင်တောင်မလို့ရှိရင်ဝါရောက်ခွက်လေးတွေထဲမှာပဲသူကထားရမယ်သူကတတ်မှတ်နေရမဟုတ်လို့ရှိရင်ပေါ့နော်ဒီဒဏ်ကြီးပေါ့နော်အဖြတ်ခံရတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကဒီ CP လို့ပေါ့နော် lock ပြန်ချတဲ့အခါမှာသူကဖုန်းကနေပြီးတော့ Bluetooth ဖွင့်ထားဖို့လို့သူတို့ GPS စနစ်နဲ့ပေါ့နော် parking နေရာမှန်မှန်စစ်ဆေးပြီးမှဒီ trick ကိုပေးပြရတာပါနံပါတ်5ဈေးနှုန်းနဲ့တန်ဖိုးရှိတဲ့ tip တခါစီးလို့ရှိရင်ပေါ့နော်တရွံခွဲလောက်ကနေ2ရွံခွဲပေါ့နော်မြန်မာငွေ1000ဝန်းကျင်လောက်ပေါ့နော်ခါကတော့ခမန်းကြည့်ပြောတာပါအဲ့လောက်တော့ကြားတင်ပါတယ်ကိုကခဏခဏစီးဖြစ်တယ်ဆိုလို့ရှိရင်ဒီတလစာ pass တွေပေါ့နော်ဒီအရာဝယ်ထားတာအတန်ပေါင်းဖြစ်မှာပါဒီတရုတ်ပြည်နေပေါ့နော်ဒီ share bike စနစ်ကအရင်အဆင်ပြေပြီးတော့300လွယ်ကူတာဖြစ်တဲ့အတွက်ရောက်တဲ့အခါမှာလည်းပေါ့နော်မဖြစ်မနေစမ်းစစ်ကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်နော်နောက်ထပ်လည်းဒီတရုတ်ပြည်နဲ့ပတ်သက်လာလေးတွေသုံးဝင်သားလေးတွေကိုလည်းဆက်ပြီး sharing လုပ်ပေးမှာဖြစ်တဲ့အတွက် trip journey page လေးကိုလည်း like and follow လုပ်ထားဖို့မေ့ပါနဲ့ဦးနော်အဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်နော် bye bye